ဒီနေ့ကတော့ရှေ့စနိုးလက်ကောတဆောင်တိုင်းတွားလေတဲ့ vlog လေးပေါ့နော်တောင်ကြီးတဆောင်တိုင်းကလူတွေတအားများတော့လေမတွားဖြစ်ဘူးအဲ့တော့ like ကောပြန်ပြီးတော့ပဲတောင်ကြီးတဆောင်တိုင်းကိုဆင်နွှဲခဲ့ပါတယ်ဆိုတော့ဒီနေ့ရဲ့အထီးပတိလေးကိုရှေ့စနဲ့အတူတူလိုက်ကြည့်ကြပါအောင်နော် Yo lo que ando es moviendo los kilos y los culos, moviendo los kilos y los culos, moviendo los kilos y los culos, que levanten la mano los que tengan como ပွဲမတွားခင်တနာရီအလိုလောက်မှာတော့ကိုဘာသာကိုတက်ပုံလေးတွေပါလေးရိုက်ဗီဒီယိုလေးပါလေးရိုက်ခဲ့တာပေါ့နော်ပွဲလေးရောက်သွားတယ်ကြားပြီးနေခမ်းမမှာကျတော့သူကစတူဒီသားကျွေးတယ်ရွှေစနိုးကတော့ကြာစဟင်းကစားခဲ့တယ်ပေါ့နော်ပြီးတော့သူကဒံပေါက်လေးဝေသေးတယ်ဒံပေါက်တော့ရွှေစနိုးပြန်မှပဲစားပြခဲ့တယ်ပေါ့နော်ပြီးတော့ဒီမှာကတော့လူရှင်းနေတော့မယ်နည်းနည်းလေးမှောင်လာရောအမှလူတွေနည်းနည်းရှုပ်လာတယ်ပေါ့နော်ဒါဒီအဖွဲကတော့ဒီနေ့ရဲ့ပွဲကိုဒါကျမပေးမဲ့လူတွေပေါ့နော်ပြီးရင်တော့ဒါတဆောင်တိုင်မိဘုံပွဲတွေစလာရပါတယ်အနုပညာရှင်တွေကတော့ခန့်စီသူပါတယ်ပေါ့နော်သူကတော့ပွဲဥထွက်ချင်းစားဆိုတာပါဆိုင်းချစ်တဲ့ဘာဆိုလားအဲ့ဒါနဲ့ပထမဦးဆုံးတချင်းစားဆိုတာပြီးတော့မြနန္ဒာပေါ့နော်ပြီးရင်တော့ငပြောကြော်ရီလာတယ်ပြီးရင်တော့တခြားနာမည်ကြီးအနုပညာရှင်တွေလည်းပါပါတယ်ဒါပေမဲ့ရွှေစံတို့သိမသိဘူးပေါ့နော်တည်တာဆိုတော့လာအားပဲရှိရပြီးတော့ရွှေစံပွဲထဲမှာပဲနေ trend join လိုက်တဲ့မူအခုလက်တော်ကြိုက်နေရမိုးသေးတဲ့ချင်းနဲ့လေပွဲမှာလေမမြနန္ဒာကိုတရားလိမ့်မယ်လို့လုံးဝမထင်တာကိုသိလားသူကကျတော့မြန်မာတီးတန်နေပဲဆိုရဲသူအဆိုတော့ပေါ့နော်ရွှေစင်မိသားစုတွေလည်းသူ့မလုံးဝမသိဘူးပွဲရပရိသတ်တွေလည်းသူတိကြမယ်မထင်ဘူးသိလားရွှေစင်မိသားစုတွေကမေးတယ်တဲရတယ်သူ့ဘာတပုတ်နေသူသွားရိုက်နေရတယ်သူပရိသတ်လာတယ်ဆိုတော့အဲ့လိုမေးကြတာသိလားအဲ့နဲ့ရွှေစင်ကလည်းတပုတ်နေဟုတ်တယ်လို့ရွှေစင်ကအဲ့ဒါနဲ့သူ့ပရိသတ်ပေါ့အဲ့ဒါနဲ့သူနဲ့တူတူတပုတ်နေရိုက်ဖြစ်ခဲ့တယ်ရွှေစနိုးကလိုက်ကောကို2ရက်လောက်ပဲလာခဲ့တာပေါ့နော်အဲ့တော့လက်ကိုတစ်ဆောင်တိုင်လေးကိုမိအောင်လာခဲ့လိုက်တာအရန်တန်သွားတယ်လို့ပဲပြောအောင်ပါပေါ့နော်ပြီးတော့တချင်းဆိုပြီးအချိန်မှာအနုပညာရှင်တွေနဲ့တွားပြီးတော့တပုံရိုက်ဖြစ်ခဲ့ကြတယ်ပေါ့နော်ကျန်တဲ့အနုပညာရှင်တွေလည်းရှိပါဒါပေမဲ့သူတို့ကိုရွှေစင်မသိတော့တပ်ပုံမရိုက်ခဲ့ဘူးသိလားပြီးတော့ပွဲတွေကလည်းလူအများများလာတာနဲ့ပွဲတွေကနေခဏထွက်ပြီးတော့မှအဲ့ဒီမှာတောင်ကုန်းလေးရှိအဲ့တောင်ကုန်းပေါ်လေးမှာရွှေစင်တို့ခဏရက်ကြည့်နေရပါတော့ပြန်နေအမအဲ့ဒီရဲ့မိဘုံပြန်ပွဲလေးဝေါတားလိုက်တာတိုင်မဲဝင်တာတော့အဲ့မှာစော်ကဲမီတို့လူကဲတို့အဖွဲတွေအများကြီးပဲပေါ့နော်တချို့မိဘုံတွေဆိုအရန်လာတယ်ဒါရွှေစင်ဖုန်းနဲ့မရိုက်လိုက်လို့ပေါ့နော်ဟိုတောင်ကြီးဆောင်တိုင်းလိုမျိုးအရင်စီကားတာမျိုးမဟုတ်ပေမဲ့ဒါဘယ်လိုခေါ်မလဲ like ကိုတော့အရန်ပျော်ဖို့ကောင်းတဲ့ပျော်ပွဲရှင်ပွဲတစ်ခုလေးဘူးလို့ပဲပြောရမှာပေါ့နော်ဆိုတော့ဒီဗီဒီယိုလေးကတော့လောက်ပါပဲရှင်အားလုံးပဲတတ်ပါရှင်